အားလုံးမိတ်ဆွေမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘေးလက်ကဟိုအူကျော်ဆိုလင်းဖြစ်ပါတယ်ကျွန်တော်ရခုပေါ်ပြမယ်အကြောင်းအရာတွေကတော့မိတ်ဆွေတွေလက်ဖွားပြင်တစ်ဖက်ကိုညီအောင်ဆက်သွယ်ကြည့်လိုက်ပါနှလုံးသားကြောင့်ဟာလာစမ်းပုံစံကွေးလေးဖြစ်နေပါကထို့သူဟာကိုယ်စည်းကောင်းရှိတဲ့သူဖြစ်ပြီးတော့စိတ်သက်ခိုင်မာတည်ကြည်ပြတ်သားတဲ့သူလည်းဖြစ်ပါတယ်ဗျာနော်အကွက်ကြစီမံနိုင်စွမ်းရှိသူလည်းဖြစ်ပြီးတော့စိတ်ခံစားချက်ပြင်းထန်တဲ့သူလည်းဖြစ်ပါတယ်ဘဝမှာအခြေအနေနှလုံးသားရေးကိစ္စတွေမှာအခက်အခဲတွေကြုံတွေ့လာတတ်ပေမဲ့အောင်မြင်စွာကြော်ဖြတ်နိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲညီကုန်းချို့ပါတယ်ခုနှစ်သားမိတ်ဆွေများလည်းကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာရှိရပါစေကောင်းကျိုးလူအားဆန္ဒတစ်လုံးလုံးပြည့်စုံကြပါစေကျွန်တော်ဒီဗီဒီယိုလက်ကများဆက်သွယ်လို့ပါဖုန်းနံပါတ်ခေါင်းကိုလေးတစ်ချောင်းခုံရေးဆက်သွယ်လို့လည်းကောင်းကျွန်တော်ရဲ့အကောင့်မစင်ညာမှာဆက်သွယ်လို့ဘေးလက်ကမြန်ဆုံးလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးနှစ်သက်မှုရှိပါက like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့အကောင့်လည်း follow လုပ်သွားပေးကြပါခင်ဗျာကျွန်တော်ဘေးလက်ခံတွေကိုလည်းစင်စံပြတ်တင်ဆက်နိုင်အောင်ကြိုးစားသွားပါမယ်ခင်ဗျာကိုယ်တိုင်မိတ်ဆွေများလုံးကြည့်ရှုပေးတဲ့သူတဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးဥပကာရအထူးလည်းတင်ရှိရပါခင်ဗျာအားလုံးကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာရှိရပါစေကောင်းကျိုးလူအဆန်းလုံးဝပြည့်စုံကြပါစေ